ကောင်မလေးကအကြီးအကျယ်စိတ်ထိခိုက်နေပါတယ်။လွန်ခဲ့တဲ့10နှစ်ခန့်သူမရဲ့မိခင်ဖြစ်သူကသူမအမှားကြောင့်ပြုတ်ကျသွားခဲ့တာပဲ။နေစားကတော့ကရည်ရွယ်ကတမင်တက်ခွေး3ကောင်ကိုစေခိုင်းခဲ့တာကြောင့်သာမိခင်ဖြစ်သူပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။စိတ်တက်ကြနေတဲ့ကောင်မလေးကပထမပိုင်းမှာဆွဲကြိုးလေးကိုသာပြန်ယူချင်ခဲ့တာဖြစ်ပြီးခုချိန်မှာတော့ပြန်ကလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်မလေးရဲ့မာယူရဲဆန်တဲ့ပင်ကိုလက္ခဏာပေါ်လာခဲ့ပြီးဒဲမေးရှင်း3ကောင်တွေကတကောင်ကဆွဲကြိုးကိုမျိုးချခဲ့တာကြောင့်ခွေးတွေကိုဖမ်းခဲ့ဖို့အတွက် Horace နဲ့ Jasper ကိုတာဝန်ပေးလိုက်ပါတယ်။ကောင်မလေးကသူမရဲ့မူလပုံစံအတိုင်းမူလတန်းကျောင်းမှာခင်မင်ခဲ့တဲ့တငယ်ချင်းဖြစ်သူသတင်းထောက်မလေးစီတွားရောက်ကနေစားကတော့အကြောင်းထက်သူမအကြောင်းကိုပိုပြီးစိတ်ဝင်စားအောင်ရေးပေးဖို့သဘောတူညီမှုယူလိုက်ပါတယ်။နောက်ထပ်သူမနဲ့အမြင်တူတဲ့ fashion ဆိုင်ပိုင်ရှင်တငယ်ချင်းစီကိုတွားရောက်က2ယောက်အတူဒီဇိုင်းအသစ်ဆန်းတွေဖန်တီးနိုင်ဖို့အတွက်သူမအိမ်ကိုခေါ်လာခဲ့ပါတယ်။ Horace နဲ့ Jasper တို့2ယောက်က Horace ခွေးလေးကိုအယောင်ပြကဒဲမေးရှင်းခွေး3ကောင်ကိုရအောင်ဖမ်းခေါ်နိုင်ခဲ့ပါတယ်။သူမကတာမန်ကောင်မလေးပုံစံအတိုင်းအလုပ်သွားနေခဲ့ပြီးနေစားကတော့ပိုင်ဆိုင်တဲ့အရာအလုံးကိုဖျက်ဆီးပစ်ဖို့တွေးနေပါတယ်။နေစားကတော့ရဲ့ fashion ပြပွဲမှာဆိုင်ကယ်တစ်စီးနဲ့ကောင်မလေးကရောက်လာခဲ့ပြီးအားလုံးရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်။ကောင်မလေးကျောင်းတွေသတင်းစာခေါင်းစည်းပိုင်းမှာနေရာယူထားတာကြောင့်မျိုးစားကတော့ကပောက်ကွဲနေပါတယ်။နောက်ထပ်နေစားကတော့ရဲ့ပြပွဲတိုင်းကိုအဖြူအမဲဆက်ပင်နဲ့ကောင်မလေးကရောက်လာတတ်ပြီးသတင်းထောက်များရဲ့အာယုံကိုဖန်ဆားက fashion ပိုင်းမှာအရန်နာမည်ကြီးလာခဲ့ပါတယ်။